အပင်ရင်းတွေမှာတွားကြထိုးတံနဲ့ထိုးစိုက်ပေးထားပါအစာဆုပ်ယူမှုအားကောင်းစေပြီးအသီးတင်စေတဲ့အတွက်အလုံးများစေမှာပဲဖြစ်ပါတယ်အသီးကွေးတာတွေကိုကာကွယ်ဖို့အတွက်အသီးအရင်မှာကြောက်ခက်တစ်လုံးဆွဲပေးပြီးအသီးဖြောင်းအောင်ပြုလုပ်လို့ရပါတယ်အခါကြိုက်တူတွေအတွက်ကျင်းဟင်းကားတီးကိုဒီလိုလေးစိုက်ပျိုးလိုက်ပါပထမဆုံးစိုက်ပျိုးဖို့အတွက်ဘူးကွန်တွေကိုလှိဖြတ်ပြီးပြင်ဆင်ပေးထားရပါမယ်ပြီးရင်တော့ရိုးရိုးမြေကြီးနဲ့တဘာဝမြေဆွေးတွေကိုရောဆက်ပြီးဘူးကွန်တွေထဲထည့်ထားပေးလိုက်ပါစိုက်ပျိုးမယ်ပြိုးပင်လေးတွေကိုတပူးကိုတပင်စီထည့်စိုက်ပြီးရေဆိုရွှဲအောင်လောင်ပေးထားရပါမယ်အပင်အာဟာရပြည့်ဝစေဖို့အတွက်9နာရီကြာစိမ်ထားတဲ့တစ်ကြက်ပိုးကောက်အရည်တွေကိုရေနဲ့ရောဆက်ပြီးဘူးကွန်တွေထဲလောင်ပေးထားလိုက်ပါတလကျော်လောက်ဆိုကျင်းဟင်းကားပင်တွေမှာနွယ်ရီများစွာရှည်ထွက်နေပြီးအသီးအပွင့်တွေနဲ့ဝေစာလို့နေပါပြီဒါဆိုရင်တော့အင်းစိတ်ရန်ကနေကဝယ်ဖို့အတွက်ငရုတ်သီးတစ်ထောင်ကိုစက်ပြရည်နဲ့ရောဆက်ပြီးအသီးကင်းတွေပေါ်ဖြန့်ပေးထားရပါမယ်စိုက်ပျိုးပြီး2လကျော်ကြာတဲ့အခါမှာတော့ကျင်းဟင်းကားပင်တွေမှာအသီးတွေများစွာတီးနေပြီးဝေစာလို့နေပါပြီဒါဆိုရင်တော့ခုစွတ်ပြီးချစ်ပြုတ်စာသုံးလို့ရပါပြီ